Rakita Lansai, Wero Rakita Tatana Nali the Bopauchi, Bingla Peneo the Shout, the Mine Sinla Jimage, Araka Piha, Naga Dre Rakita Lansai Story, Draco Datana Poma, a chicken, Mumented Kugo, so kind Tabare, Di Datanaha, Araka Pidudoye, Go by Piatrin Kuyashi, Shoshana by Saye, Lonjoye, Taya Wapure, Araka Pitego, Udesepo, Pompo Betara Pipare. A beautiful sounded Mutayi Warapo chicken tabi, a diga manay pussy tabido, Araka in me, Arakan drink or county pome, Rakita lens a high young twistunine, Lu Taiwan rego, Ceylon zibi, the mind down say a single moreo pitching modre, Mumbound the Kugo basement tabare. Rakita lens a sura bale, Saye Dugaro Rakita lens a sura, a beautiful sounded Araka Mutaye Waraye, Eago Yayu Tarabe Pipare, D.A. Quishamu Tom Ho Pitching Moonrego Ampebe, Yinjimu Mwinene, Celomo be Ponuen Mare, Yellow Mo shake handed, a Mutaye Wara Mumahobe, the Shinga, Trenka Gere Yijang Ea Jitan Baby Kere, Araka Be Jeware the Manjango, Going be Lu. ဖွေးစေအားလုံးကိုရင်ဝေပိတ်ထားတဲ့ရှင်းကပ်မှုမျိုးဖြစ်ပါတယ်။ဒီလိုပါဝင်ပတ်သက်မှုမျိုးရှိနေတဲ့အမျိုးသားရေးဝါဒဟာ1984ခုနှစ်မြန်မာပြည်သိမ်းပိုက်ပြီးနောက်ပိုင်းပြက်ကွယ်ခဲ့ရသောအာရခပြည်ရဲ့ဝိသေသလက္ခဏာကိုပြန်လည်ဖော်ထုတ်ဖို့နဲ့အားလုံးရဲ့တူညီတဲ့ပိုင်ဆိုင်မှုစစ်တပ်ကိုမွေးမြူဖို့ကြိုးပမ်းတာဖြစ်ပါတယ်။ မြန်မာဗဟိုအစိုးရလက်အောက်မှာတွေ့ကြုံခဲ့ရတဲ့ဘေးဖေခံရမှုတွေကိုညှင်းပယ်ပြီးမတူကွေးပြားမှုနဲ့အပြန်လည်လေးစားမှုကိုတင်ပို့ထားတဲ့စုပေါင်းဝိသေသကိုမြင့်တင်ပေးတာဖြစ်ပါတယ်။စင်းလုံးညီညွတ်မှုနဲ့ယဉ်ကျေးမှုပြန်လည်နိုးထရေးကိုအာရုံစိုက်တဲ့အမျိုးသားရေးဝါဒဟာမိမိတို့ရဲ့အမွေနှစ်တွေကိုဂုဏ်ပြုနိုင်ပြီးခွင့်ရေးတွေကိုအပြည့်အဝရရှိမဲ့အနာဂတ်ကိုအာရခပြည်သားတွေအတူတကွရှောက်လန်းဖို့စစ်တပ်ခွန်အားပေးပါတယ်။ ဒီဒသနာတွေကိုအပြန်အလှန်ဆက်နေနေတဲ့ရှေ့ခံမှုလေးရဲ့နဲ့တိဆောက်ထားပါတယ်။ဒါတွေကတော့တစ်အမျိုးသားရေးဝါဒ nationalizing နှစ်စီအဓိကဝါဒ militarism သုံးသမိုင်းဆိုင်ရာဝေဖန်ခြင်းဝါဒ historical criticism နဲ့လေးလက်တွေ့ဝါဒ premidism တို့ဖြစ်ကြပါတယ်။အမျိုးသားရေးဝါဒဆိုတာဖော်ပြခဲ့တဲ့အတိုင်းခွဲခြားမှုတဲ့စေလုံးမှုကိုဥတည်စေတဲ့ပြုသဘောဆောင်တဲ့အာရင်ဖြစ်ပြီးအာရခဒေသရဲ့ဝိဒေသကိုသမိုင်းနဲ့ယဉ်ကျေးမှုအမွေအနှစ်များပေါ်မှာရှိတဲ့ကမတူကွေးပြားမှုတွေကိုလက်ခံယုံကြည်တာကိုဆိုလိုပါတယ်။စေရအဓိကဝါဒဆိုတာကတော့အမျိုးသားလွတ်မြောက်ရေးနဲ့လုံခြုံရေးအတွက်ခိုင်မာပြီးစေကန့်ရှိတဲ့တပ်တော်တစ်ခုလိုအပ်မှုကိုအလေးပေးဖော်ပြခြင်းဖြစ်ပါတယ်။အပြင်လူတို့ရဲ့လွှမ်းမိုးရှုပ်ကိုင်မှုကိုခံခဲ့ရတဲ့အာရခသမိုင်းကြောင်းအရာမိမိတို့ရဲ့အရှုပ်ရှာအာဏာနဲ့ပြည်သူတွေကိုမြန်မာစစ်တပ်ရဲ့ရင်လိုကျူးကျော်မှုတွေအပါအဝင်တခြားအင်ရီမှန်သမျှကနေကာကွယ်ဖို့အင်အားတောင့်တတဲ့ကာကွယ်ရေးစနစ်လိုအပ်ပါတယ်။သမိုင်းဆိုင်ရာဝေဖန်ခြင်းဝါဒဆိုတာကတော့အတိတ်ကမှားယွင်းမှုဖြစ်တဲ့အပြင်လူကိုအကူအင်းပြည်တွင်းမှာစစ်စစ်မော်မဖြစ်ခဲ့တာအမျိုးသားရေးခီးမတွင်ကျေခဲ့တာဒါမှမဟုတ်ပြန်ပထိန်းချုပ်မှုကိုမတွန်းလှန်နိုင်ခဲ့တာတွေကိုဝေဖန်ပိုင်းခြားသုံးသပ်ဖို့ရည်ပါတယ်။သမိုင်းကတန်ခမ်းစာယူတာကအရခပြည်သားတွေဟာအမားဟောင်းတွေကိုရှောင်လွှဲနိုင်ပြီးပုံမခိုင်မာတဲ့လမ်းကြောင်းကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။လက်တွေ့ကြဝါဒဆိုတာစံနှုန်းနဲ့ဝါဒစီကိုရှစ်တန်းမတန်ပဲလွတ်မြောက်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်လက်တွေ့ဖြစ်နိုင်တဲ့အဖြေတွေကိုပဲဦးစားပေးတာဖြစ်ပါတယ်။ဒီမုံရအာရခပြည်ရဲ့မဟာဗျူဟာတွေဟာပြောင်းလဲနေတဲ့ရှင်းတွေနဲ့လက်ရောညီထွေရှိစေပြီးတော့ရေရှည်ရည်မှန်းချက်တွေကိုရှောင်လန်းနေချိန်မှာပဲစီးပွားရေးနဲ့လုံခြုံရေးလိုလက်ငန်းလိုအပ်ချက်တွေကိုဖြည့်ချင်းပေးနိုင်မှာဖြစ်ပါတယ်။ဒီအခြေခံမူတွေဟာရခိတလမ်းစဉ်ကိုပေါင်းဆက်ပုံဖော်ထားပြီးရခိုင်ရဲ့အသံကူးပြောင်းရေးအတွက်လမ်းပြမြေပုံတစ်ခုကိုပေးစွမ်းပါတယ်။အနာဂတ်မြုံမှန်းချက်ရခိတလမ်းစဉ်ရဲ့နှလုံးသားနဲ့ပန်းတိုင်မှာအရခအိမ်မက်ကန်ဒရင်းဖြစ်ပါတယ်။ဒီအိမ်မက်ဟာအရခပြည်ကိုပြင်ပထိန်ရှုံမှုမှကန့်လန့်ပြီးပြည်သူတို့ရဲ့ကောင်းကျိုးကိုဦးစားပေးတဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းပြည်တစ်ခုဖြစ်ရှုမြင်ပါတယ်။အရှုပ်ရှာအာဏာပိုင်ဆိုင်ထားရင်ကြောက်ဖြူအထူးစီးပွားရေးဆောင်လို့စီမံကိန်းတွေလိုကိစ္စမျိုးတွေမှာပြင်ပအင်အားကြီးနိုင်ငံများနဲ့အတူအရခပြည်ရဲ့မြေပေါ်မြေအောက်တည်ရန်ဇာတာတွေနဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေဟာပြည်တွင်းလူအတိုင်းဝိုင်းတွေကိုပဲအကျိုးပြုစေမှာဖြစ်ပါတယ်။တတူညီမျှမှုရှိတာကသမိုင်းကြောင်းအရမတရားမှုတွေကိုဖြေရှင်းပေးပြီးတိုးတက်မှုရဲ့ဒီပွင့်တွေကိုအလုံးခံစားခွင့်ရစေမှာဖြစ်ပါတယ်။ဂုဏ်သိက္ခာရှိတာကအရခပြည်ရဲ့အမျိုးသားရေးကွန်ထရက်ကိုပြန်လည်နှိုးထစေပြီးပြည်သူတွေကိုမိမိလေးစားစနစ်နဲ့အတူကမ္ဘာအလယ်မှာရပ်တည်နိုင်စေမှာဖြစ်ပါတယ်။
ရခိတလန်းစေဟာစိတ်ကူးရင်မှုနဲ့လက်တွေ့ကြမှုကိုပေါင်းစပ်ပြီးအရက်ခပြည်အတွက်စင်ခုံမှုတွေကိုကြိုလာနိုင်မဲ့လမ်းစာကိုပေးစွမ်းပါတယ်။ရခိတလန်းစေကိုလက်နံကျင့်သုံးပြီးအရက်ခပြည်ဟာလူမျိုးမျိုးဘာသာမျိုးအားလုံးအတွက်ရှောက်ရှာအာဏာရှိပြီးလုံခြုံသားရတဲ့ပြည်သူတဲ့ကိုရှောက်လန်းနေပြီးဖြစ်ပါတယ်။ဒီဒသနာအပေါ်အခြေခံပြီးအရက်ခပြည်ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရဲ့ကြိုးပမ်းမှုတွေကိုအသိမှတ်ပြုဖို့နဲ့ထောက်ခံအားပေးဖို့တောင်းဆိုနေပါတယ်။မိမိတို့ရဲ့အခြေခံမှုတွေကိုခိုင်ခိုင်မာမာစုပ်ကိုင်ထားပြီးအရက်ခပြည်ရဲ့စင်ကုန်မှုတွေကိုအခွင့်အလန့်တွေဖြစ်ပြောင်းလဲပြီးတော့တန်းတူညီမျှမှုကိုသက်ခါနဲ့မျှော်လင့်ချက်တွေရဲ့ပြရောက်ဖြစ်တဲ့ပြည်သူတစ်ကိုတိဆောက်သွားနိုင်မှာဖြစ်ပါရဲ့ရှင်။